အားလုံးပဲမင်္ဂလာပါ Football Vibes Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးမစခင် Like Follow လေးနှိပ်ခဲ့ပေးကြပါအောင်ဗျ။ပေါ်တူဂီနဲ့စပိန်တို့ရဲ့အကျိတ်အနယ်ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်ကတော့နောက်ဆုံးမိနစ်အထိရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့အောင်ပွဲကိုရယူသွားနိုင်ခဲ့တာကတော့စပိန်အသင်းဖြစ်ပြီးမိနစ်ကို10ပြည့်လို့နာကျင်အချိန်ပို1မိနစ်အရောက်မှာမီခဲမယ်ရီနိုရဲ့အဖိုးတန်အနိုင်ဂိုးတကိုးနဲ့တကိုးမရှိဆိုတဲ့ရလဒ်ကိုဖော်ဆောင်သွားခဲ့ပါတယ်။ပေါ်တူဂီဘက်ကဒီနေ့ပွဲမှာခံစစ်ပိုင်းကိုစနစ်တကျတိစောက်ထားနိုင်ခဲ့ပြီးစပိန်ရဲ့တိုက်စစ်ကိုအချိန်တော်တော်များများထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးရလာတဲ့အချိန်မှာတိုက်စစ်ပြောင်းလဲမှုကမြန်ဆန်မှုမရှိခဲ့သလို Final Third Zone ရောက်တဲ့အချိန်မှာဆုံးဖြတ်ချက်တွေကလည်းမပြတ်သားခဲ့ပါဘူး။ရော်နယ်ဒိုကိုအန္တရာယ်ရှိတဲ့နေရာတွေမှာဘောလုံးရောက်အောင်မဖန်တီးနိုင်ခဲ့တာကလည်းအသင်းရဲ့အဓိကပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။ခရစ္စတီယာနိုရိုနယ်ဒိုကိုယ်တိုင်လည်းအသက်အရွယ်တစ်ခုရောက်နေပေမဲ့အတွေ့အကြုံနဲ့ဥဆောင်မှုစူးစမ်းခဲ့ပါတယ်။ဘောလုံးမရတဲ့အချိန်မှာတော့နေရာလွတ်ဖန်တီးပေးတာအသင်းဖော်တွေကိုလမ်းညွှန်ပေးတာတွေကိုမြင်ခဲ့ရပါတယ်။ဒါပေမဲ့တဦးလေးရဲ့စူးစမ်းမှုနဲ့တော့စပိန်လိုအသင်းကိုကျော်ဖြတ်ဖို့မလုံလောက်ခဲ့ပါဘူး။စပိန်ဘက်ကတော့သူတို့ရဲ့ထုံးစံအတိုင်းဘောလုံးပိုင်ဆိုင်မှုကိုအခြေခံပြီးအေးအေးဆေးဆေးကစားခဲ့ပါတယ်။အခွင့်အရေးများများမရခဲ့ပေမဲ့ရလာတဲ့အခွင့်အရေးကိုတော့အလွတ်မပေးခဲ့ပါဘူး။ပွဲပြီးဆုံးလို့နာကျင်အချိန်ပိုမှာမယ်ရီနိုကအဆုံးသက်ကောင်းကောင်းနဲ့ဂိုးသွင်းယူနိုင်ခဲ့ပြီးအဲ့ဒီတကိုးကပဲပွဲရလဒ်ကိုဆုံးဖြတ်သွားခဲ့ပါတယ်။ဒီလိုပွဲမျိုးမှာအသေးစိတ်အမှားလေးတစ်ခုအာယုံစူးစိုက်မှုလေးတစ်ချက်လျော့သွားတာကတော့အနိုင်ရှုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်။ပေါ်တူဂီကမိနစ်10ကျော်အထိတောင့်ခံနိုင်ခဲ့ပေမဲ့အရေးကြီးဆုံးအချိန်မှာခံစစ်အာယုံစူးစိုက်မှုကျသွားခဲ့ပြီးအဲ့ဒီအတွက် Semi-Final ကိုတက်ရောက်မဲ့အခွင့်အရေးကိုလက်လွတ်လိုက်ရတာပါ။ဒီပွဲကနေမြင်ရတာကတော့ပေါ်တူဂီဟာအသင်းလိုက်ကစားပုံမှာတိုးတက်ဖို့လိုသေးတယ်ဆိုတာပါအထူးသဖြင့်တိုက်စစ်ဖန်တီးမှုနဲ့အဆုံးသက်ပိုင်းမှာပိုပြီးထက်မြက်လာဖို့လိုပါတယ်ရော်နယ်ဒိုကိုပဲအားကိုးနေမဲ့အစားလူငယ်ကစားသမားတွေကလည်းတာဝန်ယူနိုင်ဖို့လိုအပ်လာပါပြီ။စပိန်အတွက်တော့ဒီအနိုင်ပွဲဟာထိုက်တန်တဲ့ရလဒ်ဖြစ်ပြီးနောက်တစ်ဆင့်အတွက်ယုံကြည်မှုကိုပိုမိုမြင့်တက်စေမှာတေချာပါတယ်။ပေါ်တူဂီအတွက်တော့ရှုံးပွဲဖြစ်ပေမဲ့ပြင်ဆင်စရာတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။တကိုးတဲ့ကပွဲကိုဆုံးဖြတ်ခဲ့ပေမဲ့အနိုင်ရတဲ့အသင်းနဲ့အရှုံးပေးခဲ့ရတဲ့အသင်းကြားကွာခြားချက်ကတော့အသေးစိတ်အချက်လေးတွေနဲ့အဆုံးသက်အရေးသွေးပဲဖြစ်ခဲ့ပါတယ်။